ဘုန်းကြီးတို့နေ့စဉ်ဘဝမှာဝိပဿနာတရားဆိုတာဘုရားဝါဒဝင်တို့ဖို့လိုအပ်နေသို့တော်သူတော်စင်အများစုကဝိပဿနာတရားဆိုတာရှိတ်သာသွားပြီးတော့ဆယ်စခန်းတလနှစ်လသုံးလဆိုတာလို့အာထုံမှဒီလိုလုပ်လို့ရတယ်လို့ထင်တဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိလိမ့်မယ်သို့တော့ဝိပဿနာတရားဆိုဒီမှာမိမိနဲ့မိမိပတ်ဝန်းကျင်အပေါ်မှာအမှန်အကန်မြင်တတ်အောင်နှလုံးသွင်းဆင်ခြင်ခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့လို့လူတိုင်းဟာမိမိနဲ့မိမိပတ်ဝန်းကျင်ကြည်တတ်မြင်တတ်ရင်ဝိပဿနာဖြစ်တယ်ပေါ့။ဝိပဿနာအခြေခံအ ਨੇ ဆုံးတော့ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ဝိပဿနာအခြေခံဆိုတာဖြစ်အောင်ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒါဆင်ញင်နှလုံးသွင်းမှုနဲ့ဝိပဿနာရဲ့အခြေကိုပြို့ဖို့လိုအပ်တာပေါ့အဲ့တော့ဝိပဿနာလို့ဆိုတာဟာတေးသေးချာချာစဉ်းစားကြည့်မယ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းလင်းပြီးတော့ကြည့်မယ်ဆိုရင်ဝိဆိုတာမတူထူးခြားသောအားဖြင့်ပတ္တနာရှုမြင်ခြင်းတမ္မာပုဂ္ဂိုလ်မြင်တဲ့အမြင်နဲ့မမြင်မဲနဲ့သဘာဝတရားရဲ့အစစ်မှန်ကိုရှုမြင်နိုင်တာဝိပဿနာလို့ဒီလိုပြောလို့ရစာပေကျမ်းဂန်များမှာတော့ဘယ်လိုဖွင့်လို့ဆိုရင်ကွဲကွဲပြားပြားခြားနားစွာရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်ဘယ်လိုကွဲပြားခြားနားတယ်လဲဆိုရင်အများကမြင်တာမြဲတယ်လို့မြင်လို့ရှိရင်မိမိကအမှန်တိုင်းမမြဲဘူးလို့မြင်တယ်အများကချမ်းသာတယ်လို့မြင်နေတာကိုမိမိအနေနဲ့ဆင်းရဲတယ်လို့မြင်တယ်အများကကိုယ်လို့ရင်ဖြစ်တယ်ကိုယ်အလိုတိုင်းဖြစ်တယ်လို့မြင်နေတာကိုကိုယ်အလိုတိုင်းမဖြစ်ဘူးလို့ဒီလိုအနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့အမြင်အားဖြင့်ရှုမြင်နိုင်ပြီဆိုလို့ရှိရင်ဒါဝိပဿနာလို့ခေါ်တာပဲအဲ့တော့ဝိပဿနာရှုတဲ့အခါမှာဝိပဿနာမရှုခင်ဘာတွေသိထားဖို့လိုအပ်တယ်လဲလို့ဆိုရင်ဝိပဿနာရှုတဲ့အခါမှာဘာကိုရှုရမလဲဆိုတဲ့ဝိပဿနာရဲ့အာယုံကိုရှင်းဥစွာသိဖို့လိုတယ်ဒါကြောင့်မို့ဝိသုဒ္ဓိမက်မှာဝိပဿနာဖြစ်ဖို့ရအတွက်ရှင်းဥစွာဝိပဿနာရဲ့အစပြိုးရာပညာကိုသင်ကြားပါလို့ဆိုလိုတာကပညာဘူမိတဲ့ပညာမူလပညာတရိဒလို့ဝိပဿနာပညာတစ်ခုကိုရချင်ပြီဆိုလို့ရှိရင်ရှင်းဥစွာသီဝရီကိုအရင်သင်ရမယ်လို့ဒီလိုပြောတာဘာကိုအရင်သင်ရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသင်ရခန္ဓာ၅ပါးမှာလည်းပဲဒီတဲ့ခြုံလိုက်လို့ရှိရင်ဘယ်ဟာကယုတ်ဘယ်ဟာကနာမ်ဆိုတာမိမိတဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့သဘာဝလက္ခဏာသိအောင်သင်ရမယ်လို့ဒီလိုဆိုအဲ့ဒါလို့သင်တဲ့အခါဆရာစီကသင်ယူခြင်းမှတ်သားခြင်းဥက္ခမရှင်းလင်းတာကိုမေးမြန်းခြင်းပြိပု္ပ္ပာဥက္ခနဲ့ပြိပု္ပ္ပာနာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာနှစ်ခုနဲ့အသိဉာဏ်ကိုဖွင့်ဖြိုးလာအောင်ရှင်းဥစွာကြိုးစားဒါဝိပဿနာတရားအာမထုတ်ခင်လုပ်ရမယ့်လုပ်ငန်းကိုပြောတာမသိမဲနဲ့သွားတရားအားထုတ်လို့ရှိရင်မိမိကရှုနေတာဟာပညာကိုရှုပြီးတော့ပရမတ်ကိုရှုတယ်လို့ထင်ကောင်းထင်လိမ့်မယ်ရုပ်ကိုရှုနေတာကိုနာမ်ကိုရှုတယ်လို့ထင်ကောင်းထင်လိမ့်မယ်မိမိရှုမှတ်ပွားများနေတဲ့တရားရဲ့သဘာဝလက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အသိပညာရဲ့အခြေခံဖြစ်တဲ့
ခန္ဓာ၅ပါးသို့မဟုတ်ယုတ်နံ2ပါးဒီတဲ့ကျဲကျဲဆိုရင်အာရဏ12ပါးဒီတဲ့ကျဲကျဲဆိုလို့ရှိရင်ဓာတ်18ပါးဆိုတာကိုရှေးဥစွာသင်ယူမှတ်သားပြီးတော့မှဝိပဿနာအလုပ်ကိုအထောက်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့အထုတ်ပြီးလို့သင်ယူပြီးပြီဆိုတဲ့အခါမှာပညာမူလတစ်ပင်လေးတစ်ပင်စိုက်တဲ့ဆိုလို့ရှိရင်ရှေးဥစွာမြေကိုတန်ရှင်းရတယ်ကွင်းကိုအရင်ရှင်းရတယ်အဲ့ဒီအရင်ရှင်းတာလို့ကမ္မထာရဲ့အာယုန်နဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာရအဲ့ဒီလေ့လာတာပညာဘူမိပဲပညာကိုလေ့ကျင့်တာကွင်းထဲမှာပွဲမဝင်ခင်ကလေ့ကျင့်ခံယူသလိုပဲဝိပဿနာတရားအားထုတ်တော့မယ်ဆိုရင်ဝိပဿနာရဲ့ရှုခွင်းရှုခွက်တွေကိုရှေးဥစွာလေ့ကျင့်သင်ကြားရတယ်တဲ့ဒါကိုပညာဘူမိလို့ခေါ်တယ်အဲ့ဒီလိုလေ့လာသင်ကြားပြီးတဲ့အခါမှာဝိပဿနာဉာဏ်အခြေခိုင်မှုအတွက်တည်ဆောက်တဲ့အခါမှာလွယ်ကူမှုအတွက်လုပ်ရမယ့်လုပ်ငန်း2ခုကပါလဲလို့ဆိုရင်သီလဝိသုဒ္ဓိကိုချင်းသီလစင်ကြယ်အောင်လုပ်ရမယ်ကိုချင်းသီလစင်ကြယ်အောင်လုပ်တယ်ဆိုတာရှည်ရှည်ဝေးဝေးလုပ်နေဖို့မဟုတ်ဘူးကမ္မထာအထုတ်တော့မယ်နှလုံးသွင်းတော့မယ်ဆိုရင်ကိုယ့်ရဲ့သီလကိုပြန်လည်ဆောက်တည်ပြီးတော့ထိုသီလနဲ့ပတ်သက်ပြီးတော့စင်ကြယ်မှုပေါ်မှာစိတ်ကြည်နူးမှုရသည်ထိအောင်ဆင်ញင်သုံးသပ်ဖို့လိုအဲ့ဒါလို့သီလစင်ကြယ်သွားပြီဆိုတဲ့အခါမှာမလုပ်ရမလဲဆိုရင်စိတ်တည်ငြိမ်မှုအတွက်တမာတိအတွက်လေ့ကျင့်ခံယူရအာယုတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားပြီးတော့တမာတိကိုပွားများအဲ့ဒီတမာတိကိုပွားတဲ့အခါမှာဇံရောက်သည့်ထိအောင်ပွားလို့လည်းရတယ်သို့မဟုတ်ဇံမရောက်ခင်ဇံနာကပ်နေတဲ့တမာတိမျိုးရသည့်ထိအောင်ပွားများအထောက်ရမယ်အဲ့လိုပွားများပြီဆိုရင်စိတ်တဝိသုဒ္ဓိလို့ဖြစ်တယ်ရှေးဥစွာသီလဝိသုဒ္ဓိဖြစ်ဖို့ရအတွက်ကြတော့တမန်လူပုဂ္ဂိုလ်တွေဆိုရင်ဘာဝသီလကိုခံယူစောင့်တည်လိုက်တယ်စောင့်တည်ပြီးတဲ့အချိန်ကစပြီးတော့မိမိရဲ့စင်ကြယ်တဲ့သီလကိုအာရုံပြုပြီးတော့ဆင်ញင်လိုက်အဲ့ဒါလို့ဆင်ញင်လိုက်တဲ့အခါမှာဘာဖြစ်လဲ။အော်ငါစောင့်တည်ထားတဲ့သီလတစ်ခုမှငါချိုးပေါက်တာမရှိဘူး။အလုံးလုံခြုံနေတယ်။ယန္တာအရှင်မြတ်တွေလည်းဒီသီလတွေလုံခြုံတယ်။ဒီကနေ့ငါယန္တာအရှင်မြတ်တွေသီလလုံခြုံတယ်လို့ခုချိန်မှာငါသီလတွေလုံခြုံနေတယ်လို့ကိုစိတ်ထဲမှာအာရလောက်အောင်ဆင်ញင်စဉ်းစားတဲ့အခါမှာစိတ်နှလုံးအေးချမ်းကြည်သာလာလေအဲ့ဒါလို့စိတ်နှလုံးအေးမြလာတဲ့အခါဘာဖြစ်လဲပါမောဇ္ဇဝမ်းပြောင်းမှုဆိုတာဖြစ်လာတယ်ပါမောဇ္ဇဝမ်းပြောင်းမှုဖြစ်လာရင်ဘာဖြစ်လဲပီတိဆိုတဲ့စိတ်ထဲမှာနှစ်သက်မှုတွေဖြစ်လာတယ်ပီတိဖြစ်လာတဲ့အခါမှာပတ္တတိဆိုကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာတယ်ကိုယ်စိတ်ငြိမ်းချမ်းလိုက်တာနဲ့တပြိုင်နက်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာတယ်ကိုယ်စိတ်ချမ်းသာတဲ့ဒုက္ခရလာတာနဲ့တပြိုင်နက်စိတ်ဟာတည်ငြိမ်သွားတယ်တမာတိဆိုတာရသွားတယ်ပေါ့ဒါသီလကနေဆက်နွယ်ပြီးတော့ရရှိလာတဲ့တမာတိတရားလို့ခေါ်တယ်စိတ်တည်ငြိမ်မှုရအဲ့လိုစိတ်တည်ငြိမ်မှုရလာပြီဆိုလို့ရှိရင်ယထာဘူတညာဏဒသနာတဲ့တကယ်အဖြစ်မှန်ကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြစ်လာမယ်လို့ဒါကမြတ်စွာဘုရားကသီလရဲ့အကျိုးဆက်တွေကိုအစဉ်စဉ်ဟောကြားတာဖြစ်တယ်။ဒါကြောင့်မို့ဝိပဿနာတရားကျင့်ကြံကြိုးကိုအထောက်မယ်ဆိုလို့ရှိရင်သီလကိုစင်ကြယ်အောင်စောင့်တည်ပြီးတော့ဝမ်းသာလောက်အောင်ပီတိဖြစ်လောက်အောင်သီလကိုဆင်ញင်ပြီးတဲ့အခါမှာကမ္မထာအာယုန်တစ်ခုခုပေါ်မှာတမာတိလေးဖြစ်လာအောင်ကြိုးစားတဲ့အဲ့ဒါဟာပညာရဲ့မူလအရင်အမြစ်လို့ခေါ်တယ်သို့တော့ပညာဖြစ်ပြီလားလို့ဆိုမဖြစ်သေးဘူးသီလနဲ့တမာတိပဲရှိသေးတယ်ဒါမဂ္ဂင်၈ပါးမှာလည်းကြည့်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလကိုပြောတာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတာတမာဓိကိုပြောတာ
ခင်၈ပါးပေါ်မှာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်မှာမိမိတက်ရောက်နေပြီဆိုတာကိုဖော်ပြတယ်ကိုဟာနိဗ္ဗာန်သွားမဲ့မဂ်ခင်၈ပါးလမ်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့ဒီလိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလကိုအခြေခံပြီးတော့သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိနဲ့သမာဓိကိုထူထောင်လိုက်တာနဲ့တပြိုင်နက်ရှေ့ဆက်ပေါ်လာတာကဘာလို့ဆိုရင်သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပအမှန်ကန်တွေးတောတတ်လာလို့ရှိရင်မှန်ကန်မြင်လာမှုဟာအစဉ်စဉ်ဖြစ်လာမှာဖြစ်တယ်ဒါတွေကိုရှောင်လွဲပြီးတော့မဂ်ခင်၈ပါးရှောင်လွဲပြီးတော့ဝိပဿနာတရားကျင့်လို့မှမရတာဝိပဿနာကိုဒါကြောင့်မို့ပုဗ္ဗဘာဂမဲ့လို့ခေါ်တယ်လောကုတ္တရာမဲ့ရဲ့ရှေ့ပိုင်းမှာရှိလို့ပုဗ္ဗဘာဂမဲ့ဟောသီလကိုထူထောင်မယ်သီလကနေဆက်နွယ်ပြီးတော့တမာတိဖြစ်စေမယ်တမာတိကနေဆက်နွယ်ပြီးတော့ယထာဘုဒ္ဓညာဏတသနာယုံ nant ဓမ္မတို့ရဲ့သဘာဝကိုဟုတ်တိုင်းမှန်စွာသိမြင်လာပြီဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်မှာတက်လာပြီလို့ဒီလိုပြောရမယ်တကယ်ဝိပဿနာလို့ဆိုရတဲ့အစဉ်ကြတော့အစဉ်နှစ်ခုမှတ်သားကြရအောင်ဘာလဲလို့ဆိုရင်ပထမဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုရင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာလို့ဆိုတဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုတွေ့မြင်အောင်ကြိုးစားအောင်ကိုယ်ပိုင်အမှတ်သားလေးတွေတွေ့တာဟာရုပ်ကိုသိတာပဲနာမ်ကိုသိတာပဲဆိုပါစို့အပူအေးနဲ့တွေ့တဲ့အခါထင်ရှားစွာပြောင်းလဲသွားတတ်တဲ့သဘောကိုရုပ်တရားလို့သိလိုက်တာဟာဒါရုပ်ရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်အာယုရှိတဲ့ဘက်ကိုကိုင်းညွတ်တယ်အတန်ကြားလိုက်ရင်ကြားတဲ့ဘက်ကိုဥလှဲ့သွားတယ်အနံ့ရရင်နံ့တဲ့ဘက်ကိုဥလှဲ့သွားတယ်မြင်ရင်မြင်တဲ့ဘက်ကိုဥလှဲ့သွားတယ်အရသာတွေ့လို့ရှိရင်အရသာဘက်ကိုဥလှဲ့သွားတယ်လို့ဆိုရင်အာယုဘက်ကိုဥလှဲ့ပြီးကိုင်းညွတ်သွားတဲ့သဘောဟာနံတရားဒါနံရဲ့သဘာဝလက္ခဏာကိုသိတယ်လို့ခေါ်တယ်ရုပ်ရဲ့သဘာဝလက္ခဏာနံရဲ့သဘာဝလက္ခဏာသိတာဟာယထာဘုဒ္ဓဉာဏတတနာတကယ်အစစ်အမှန်ကိုသိတယ်လို့ဒီလိုပြောတာတမာတိရှိလာလို့ရှင်စင်စက်မပြတ်သိလာတမာတိအားနည်းသေးလို့ရှင်သိလိုက်မသိလိုက်လွတ်ထွက်သွားလိုက်ဒီလိုတော့ရှိပါပေါ့သို့တော့ကြိုးစားအထုတ်လိုက်တဲ့အခါစင်စက်မပြတ်သိလာနိုင်တယ်ပေါ့ဒါကြောင့်မို့ရှေးဥစွာဝိပဿနာလုပ်ပြီဆိုလို့ရှင်ရုပ်တရားနံတရားတွေရဲ့သဘာဝလက္ခဏာကိုသိအောင်အရင်လှုပ်ရဆိုပါတော့မျက်စိနှလုံးဖွင့်လိုက်လို့မြင်တယ်မြင်ပြီးတော့သိတဲ့စိတ်ပေါ်လာတယ်ဆိုလို့ရှိရင်မျက်စိရဲ့သဘာဝဟာအစင်းအာယုန်တွေကိုဖမ်းယူတတ်တဲ့သဘာဝရှိတယ်အစင်းအာယုန်တွေလာပြီးတော့ထင်မြင်တတ်တဲ့သဘာဝဟာမျက်စိရဲ့သဘာဝပဲလို့သူ့သဘာဝကိုသိအစင်းအာယုန်ကြတော့မျက်လုံးမှာလာပြီးတော့ထင်ဟတတ်တဲ့သဘောရှိတယ်လို့သူ့ရဲ့သဘာဝလက္ခဏာကိုသိတယ်စက္ခုဝိညာဉ်စိတ်မြင်သိစိတ်ရောက်တဲ့အခါကျတော့အစင်းအာယုန်ထင်းလာလို့ရှိရင်အစင်းအာယုန်ကိုသိနိုင်စွမ်းရှိတဲ့သဘာဝတရားလို့သူ့ရဲ့သဘာဝလက္ခဏာလေးတွေကိုအရင်သိအောင်ကြိုးစားအားထုတ်မျက်စိကိုလည်းသိတယ်စက္ခုပတာရရဲ့သဘာဝကိုသိတယ်ရူပယုံရဲ့သဘာဝကိုသိတယ်ထိုစက္ခုပတာရနဲ့ရူပယုံနှစ်ခုစုံစည်းသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ရဲ့သဘာဝကိုသိတယ်လို့ဒီလိုသိလိုက်တာတာမန်အသိမဟုတ်ဘူးတာမန်အသိမဟုတ်ဘူးနေ့စဉ်ကိုသိနေတဲ့အသိနဲ့မတူထူးခြားအဲ့ဒီလိုတာမန်အသိမဟုတ်တဲ့မှန်ကန်တဲ့အတိုင်းသိတာယထာဘုဒ္ဓဉာဏတတနာမှန်ကန်သိတယ်လို့ဒီလိုပြောတာနောက်တစ်ခါအသိတစ်ခုထပ်တိုးရမှာပါလဲလို့ဆိုရင်စက္ခုပတာရဆိုတဲ့မျက်စိဟာလဲဖြစ်လာပြီးရင်ပြတ်သွားတတ်တဲ့သဘောရှိတယ်မြင်စရာအာယုံလေးကလည်းပဲစက္ခုပတာရမှာထင်ဟပ်လာပြီးတဲ့အခါပြည့်စည်သွားတတ်တဲ့သဘောရှိတယ်မြင်သိစိတ်ကလေးကလည်းအဗ္ဗဓမ္မတူတောင်းတဲ့တက်တန်းရှိတယ်ဖြစ်ပြီးရင်ချက်ချင်းပြတ်သွားတယ်ဆိုတဲ့သဘောလေးတွေကိုဆင်ခြင်တတ်လာပြီဆိုတဲ့အခါမှာ
ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီသဘာဝလက္ခဏာသိုံနဲ့မကဘူးမမြဲတဲ့သဘောကိုယ်မပိုင်တဲ့သဘောဆိုတဲ့အနိစ္စဒုက္ခအနတ္တအနိစ္စတစ်ခုမြင်လိုက်တာနဲ့တပြိုင်နက်ဒုက္ခအနတ္တဆိုတာလဲသဘောပေါက်လာဘယ်လိုသဘောပေါက်လာလဲလို့ဆိုရင်ဒီပြဟာမထင်ရှားဘူးထင်ရှားတာကြည့်မယ်ဆိုရင်မြင်လို့သိတဲ့စိတ်ကလေးမြင်မှန်းသိလိုက်တဲ့စိတ်ကလေးဟာဖြတ်ခနဲ့ပေါ်လာပြီးတော့ပျောက်သွားတယ်အဲ့ဒီဖြစ်ပြီးတော့ပျောက်သွားတဲ့သဘောလေးကိုမြင်လိုက်လို့ရှိရင်ဒါအနိစ္စမြင်လိုက်တာပဲအဲ့ဒီမြင်သိစိတ်ကလေးဟာဖြစ်ပြီးပြတ်သွားတဲ့အနေထားကတစ်ခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးအချိန်ချင်းမြင်တိုင်းမြင်ပြီးတော့သိသွားတယ်သိပြီးတော့ပြတ်သွားတယ်သိလိုက်ဖြစ်လိုက်ပြတ်လိုက်ဖြစ်လိုက်ပြတ်လိုက်ဆိုတဲ့ဒီသဘာဝတရားကြီးဟာအမြဲတမ်းဒုက္ခပေးနေတာဖြစ်သောကြောင့်ဒုက္ခလို့ဒီလိုပြောတာဆင်းရဲလို့ဒုက္ခလို့ပြောတာမဟုတ်ဘူးမမြဲတဲ့သဘောတရားကအမြဲတမ်းနှောက်ယှက်နေလို့ဒုက္ခလို့ပြောတာအဲ့ဒါလို့ဒုက္ခလို့ပြောတဲ့ဒီမြင်သိစိတ်ကလေးဟာကိုယ်တိုင်ကမြင်ပြီးရင်တစ်ဆက်တည်းမြင်နေဖို့ထိန်းထားနိုင်စွမ်းမရှိဘူးဖြစ်လာပြီးတဲ့နောက်ပြတ်မသွားအောင်ထိန်းထားနိုင်စွမ်းမရှိဘူးသူ့တဘာဝအတိုင်းသူဖြစ်ပြီးတော့ပြန်ပြတ်သွားတာဘယ်သူမှလည်းကိုယ်ဆန္ဒအတိုင်းထိန်းနိုင်စွမ်းမရှိကြဘူးဆိုတာအနတ္တရဲ့သဘောပဲဒါကြောင့်မို့အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါလို့အခြေခံဝိပဿနာပထမသဘာဝလက္ခဏာကိုရှုတယ်ဒုတိယတာမညလက္ခဏာလို့ခေါ်တဲ့အနိစ္စဒုက္ခအနတ္တဆိုတာကိုရှုမြင်ပြီးဆိုရင်ဒါဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားပြီလို့ဒီလိုပြောတာအဲ့တော့ဝိပဿနာလမ်းကြောင်းပေါ်တက်သွားပြီဆိုရင်တော့လမ်းမှန်သွားပြီအဲ့ဒီလမ်းကိုဆက်လျှောက်ဖို့လိုတယ်ဘလောက်ဝေးမယ်ဘလောက်ကြာအောင်လျှောက်ရမယ်ဆိုတာတော့ကိုယ့်ပေါ်မှာပဲမူတည်တယ်ပေါ့လူဆိုတာတဦးနဲ့တူအည်ချင်းမတူဘူးတချို့ကြတော့တခဏလေးလျှောက်ရုံနဲ့လမ်းဆုံးတွေ့ခြင်းလည်းတွေ့မယ်တချို့ကြတော့တစ်သလုံးနဲ့တွေ့ခြင်းမှတွေ့မယ်သို့တော့လျှောက်နေတဲ့လမ်းကြောင်းမမှားဖို့ပဲအရေးကြီးတယ်လျှောက်နေလို့ရှိရင်တော့ရောက်သွားမှာပဲဟောဒီလမ်းမတော်မြို့နယ်ကနေပြီးရွှေတကုံဘုရားကြီးကိုဥတီပြီးတော့သွားနေလမ်းမမှားဘူးဆိုလို့ရှိရင်လမ်းဆုံးရင်ရွှေတကုံဘုရားရောက်မှာပဲမရောက်ဖဲတော့မရှိဘူးအဲ့တော့ကားနဲ့သွားတဲ့လူကမြန်ရောက်မယ်လမ်းလျှောက်သွားတဲ့လူကနေရောက်မယ်ဘယ်လိုပဲဖြစ်ဖြစ်လမ်းမှန်ပြီဆိုလို့ရှိရင်ရောက်မှသိကြတယ်ဆိုလိုတာကကိုလှုပ်တာလှုပ်နေဖို့ပဲလမ်းလျှောက်တာလျှောက်နေဖို့ပဲဝိပဿနာလမ်းကြောင်းပေါ်လျှောက်နေလို့ရှိရင်ဒီဘဝရခြင်းရမယ်သို့မဟုတ်လောလောဆယ်မရတော့တေဂန်ဤအချိန်မှာအစွမ်းကုန်မြင့်တင်ပြီးအားထုတ်လိုက်ရင်ရသွားနိုင်တယ်သို့မဟုတ်တေဂန်ဤမရသည့်တိုင်အောင်ဒီစိတ်နဲ့တည်သွားတဲ့အခါကျတော့ကောင်းရတုဂတိနတ်ဘုံကိုရောက်သွားတော့ဟိုမှာအရိယာနတ်သားတွေကပြောကြဟောကြတဲ့ဆွေးနွေးကြတဲ့အခါမှာဒီတရားတွေဟာကိုယ်စိတ်ထဲပြန်ပေါ်လာပြီးတော့အလွယ်တကူနဲ့မဖို့နိဗ္ဗာန်ဆိုတာရသွားနိုင်တယ်လို့ဒီလိုဘုရားဟောထားတာရှိတယ်နော်ဒါကြောင့်မို့ကုတ္တဝံကတော့လုံနေဖို့ပဲကုတ္တရတာမရတာကိုစဉ်းစားစရာမလိုဘူးသွားနေဖို့ရှောက်လန်းနေဖို့ဒါအရေးကြီးတယ်လမ်းမှန်ဖို့အရေးကြီးတယ်လမ်းမမှန်ဘူးနောက်ပြန်လှည့်နေတယ်ဆိုရင်တော့ရောက်မှာမဟုတ်ဘူးပေါ့လမ်းမှန်ပေါ်ရောက်သွားပြီသဘာဝလက္ခဏာကိုသိတယ်သဘာဝလက္ခဏာကနေတာမညာလက္ခဏာကိုသိတယ်သီလလည်းစင်ကြယ်တယ်တမာရီတွေလည်းရှိတယ်ဆိုရင်ဘယ်နည်းနဲ့မဆိုလမ်းဆုံးရင်တော့ရွာတွေ့မှာဆိုတာလို့လမ်းဆုံးရင်နိဗ္ဗာန်တော့ရောက်သွားမှာပဲသိကြတယ်